တို့ငငယ်တော့ဖျားစာတွေချက်ပြီးတော့ရွတ်နိုင်ဆုံးလာတယ်ဆိုရင်လူကြီးတွေကတော်လိုက်တာလိမ်မာတဲ့ကလေးရွယ်ဆိုပြီးချီးကျူးကြတယ်ဖျားစာကျွရင်ကုလိုရတယ်နှာကောင်းနှက်မြက်တွေအကူကြီးစောင့်ရှောက်ကြတယ်ဆိုပြီးတော့လူကြီးမိဘတွေကဆုံးမခဲ့ကြတယ်ဖျားစာရဲ့အ내တိတ်ပဲအတိတ်တော့ကျွန်တော်တို့မသိပဲဒီတိုင်းမရွတ်လိုက်ကြတယ်ပြောရမယ်ဆိုရင်ငငယ်ကဖျားတရားလှုပ်တယ်ဆိုတော့ကုလိုရဖို့သူတောင်းနေပြေးဖို့လူကြီးတွေအမြင်မှာလူတော်လုံးလေးမှာဖြစ်ဖို့ဆိုပုံမှန်ပါလိမ့်မယ်ဒီခေတ်ကြီးမှာရှိတာအကုန်လူထောက်တက်ပြီးတော့တရားအားထုတ်မှဆိုရင်ဘယ်လိုလုပ်ဖြစ်မှာပထမဆုံးအနေနဲ့လူဝင်စံသားတွေကိုရှော့ချနိုင်ရပါမယ်ကိုယ့်ဘဝမှာရေးကြီးရိုင်းနဲ့ပဲနေထိုင်ပြီးအရင်ပါတာတွေဆွံ့ပြနိုင်ရပါမယ်ကိုယ်တိုင်အေးချမ်းကျင်နေဆိုရင်ကိုယ်တိုင်ကပဲပြောင်းလဲခြင်းသိရှိရအောင်ဘဝကိုလိုရာရင်းနဲ့ပဲနေတောင်လေ့ကျင့်ရပါမယ်ပစ္စည်းတွေမှာပဲဖြစ်ဖြစ်စိတ်နေတဘောထားမှာပဲဖြစ်ဖြစ်လိုအပ်တာတွေနဲ့ပဲရှင်းတယ်နေထိုင်ရပါမယ်လိုအပ်တဲ့ပစ္စည်းနဲ့နေထိုင်ပါဆိုတိုင်းမှာလေချမ်းသာတာဆင်းရဲတာလည်းမဆိုင်ပါဘူးဆင်းရဲပြီးပစ္စည်းဥစ္စာနေပါပြီမယ်လူချင်းစိတ်တွေများနေလည်းငြိမ်းချမ်းမှုကိုမရှာဖွေနိုင်ပါဘူးဘုရားဟောကြားတာတွေကိုကြည့်မယ်ဆိုရင်လူချင်းသားတွေတတ်မှတ်နေတာတွေနဲ့မနေဘဲနဲ့တတ်နိုင်တဲ့များလိုရာရင်းနဲ့ပဲနေတာကိုဆိုလိုတာဖြစ်ပါတယ်ပထမဆုံးချက်အနေနဲ့နည်းနည်းပဲလူချင်းစိတ်ရှိနည်းနည်းပဲခံစားရမယ်ဆိုတဲ့အချက်ပါဗုဒ္ဓကရိုးရိုးရှင်းရှင်းနဲ့ပါဝါဖြစ်တာတခုရှာဖွေသိရှိခဲ့တယ်လူချင်းသားတွေများလေမကြေမနက်ဖြစ်တာပုံများလေပဲဖြစ်တယ်ဖုန်းတစ်ကိုလိုချင်တယ်ရခဲ့ပြီဆိုရင်လည်းစိတ်ကြည်နှက်မှုနဲ့ပျော်ရွှင်မှုဆိုတာကလည်းယာယီပဲဖြစ်တယ်မကြခင်မှာပဲငြင်းငင်းမှုခံစားရမှာဖြစ်ပါတယ်အဲ့ဒါမို့လိုအပ်တာရဲ့လောက်ပဲအာရုံစိုက်ပြီးတော့အဆုံးမရှိရဲ့လူချင်းတတ်မှတ်စိတ်ကိုချောချပြရမှာပဲဖြစ်ပါတယ်ဒုတိယချက်ကတော့ရိုးရိုးစွာနေထိုင်ခြင်းရှင်းလင်းပြသစွာနေထိုင်ခြင်းပဲဖြစ်ပါတယ်နောက်ဆက်ဒီနဲ့နေမဲ့စာရှင်းလင်းပြသစွာနေထိုင်တာပဲဖြစ်ပါတယ်ဥပမာပေးရမယ်ဆိုရင် social media တွေ overthinking ဖြစ်စေမဲ့ဟာတွေအဲ့ဒါကြီးလုံးမဲ့အစားအလုပ်ပေါ်မှာဖြစ်ဖြစ်ဒေတာပေါ်မှာဖြစ်ဖြစ်အာရုံစိုက်ထားမှာဖြစ်ပါတယ်တတိယချက်ကတော့ခွဲတတ်ပါမိခုမနေပါနဲ့ဆိုတာဖြစ်ပါတယ်ဘယ်အရာပေါ်မှာတင်းရဖြစ်တည်မှုစိတ်ခံစားချက်တွေကို control ဝင်ပြုဖို့ပဲဖြစ်ပါတယ်တင်းရပျော်ရွှင်မှုကငွေကြေးပေါ်မှာမူတည်နေရင်စိတ်မတည်ငြိမ်နိုင်ပါဘူးတင်းရယုံကြည်မှုကလည်းခြားလူတွေပေါ်မှာမိခုနေရင်လည်းပျက်စီးလွယ်ပါတယ်ပစ္စည်းတွေကိုသုံးပါဒါပေမဲ့စိတ်ခံစားမှုရတော့အဲ့ပစ္စည်းတွေပေါ်မှာမိခုမနေပါနဲ့စတုဒ္ဓချက်ကတော့အလဲလက်လမ်းစဉ်ကိုလိုက်တာဖြစ်ပါတယ်အရာရာကိုတန်ဆင်းလို့ပဲဆိုတဲ့အတိုင်းပဲလွန်ကြုံမလုပ်ဖို့နဲ့မတွေးဖို့ပဲဖြစ်ပါတယ်ရိုးရှင်းစွာတတော်တနေထိုင်ဖို့ပါပဲလွန်ကြုံသုံးဆွဲခြင်းနဲ့မလိုအပ်တဲ့ဒုက္ခဆင်းရဲတွေကိုရှောင်ကျဉ်မှပဲစိတ်မှာအညစ်အတောက်တွေကနည်းမှဖြစ်ပါတယ်ဗုဒ္ဓရဲ့ minimalism ကအာရုံစူးစိုက်မှုကိုပြောင်းလဲစေပါတယ်ငါဘာပိုင်ဆိုင်လဲဆိုတာကနေပြီးငါဘယ်လိုထင်လဲဆိုတာအထိစိတ်ကိုပြောင်းလဲစေပါတယ်ဘာလို့လဲဆိုတော့ရှုပ်ဝနေတဲ့စိတ်ကရှုပ်ဝနေတဲ့အခန်းတက်ပြောင်းလာတာကိုပို့ပြီးတော့ဖန်တီးပေးပါတယ်မလိုအပ်တဲ့ဆန္ဒတွေကိုရှော့ချရင်းနဲ့သင်ပေါ်အောင်ရိုးရိုးရှင်းရှင်းနဲ့စိတ်ပိုင်းဆိုင်ရာလွတ်လပ်မှုရရှိပါစေလို့ပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ Random Studio ပဲဖြစ်ပါတယ်